ကျွန်တော်တို့စီမှာစားသုံးတဲ့ကုန်ပစ္စည်းအမျိုးအစားစုံနေပြီကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ရဲ့တနစ်တာတိုင်းအတွက်ဆက်ဆက်မှုကုန်ပစ္စည်းတွေကိုအသုံးပြုနိုင်ပါတယ်ဆက်ဆက်မှုရဲ့ကုန်ပစ္စည်းတွေဟာအရေးသွေးမြင့်ပြီးဤပညာသစ်နဲ့ထုတ်လုပ်ထားတဲ့အတွက်စီးပွားရေးကွန်ရက်တစ်ခုကိုတိစောက်ရမှာစားသုံးသူတွေရဲ့ယုံကြည်မှုနဲ့ထောက်ခံမှုကိုရရှိစေမှာဖြစ်ပါတယ်ဒီကုမ္ပဏီကသွားချင်အောင်တယောက်ပါသွားချင်အောင်ဆိုတဲ့အခါကျတော့စိတ်ကန်းထိုင်တော့လူနာတွေများကြည့်ရဲလူနာကြီးကများလာရင်စိတ်ဖိစီးမှုတွေများလာရင်အာယုံဆိုင်ရတာတွေများလာရင်ဒီဥကောင်းနောက်ဖက်ကနေပြီးတော့ထိုးပြီးတော့ကြိုက်တတ်တယ်စိတ်ကမကြည့်ဘူးခဏစိတ်တူတတ်တယ်အဲ့ခါကျတော့ညီမကမိတ်ဆက်ပေးတဲ့မက်ထင်တင်ကပြောတယ်ညီမလေးရဲ့ flow လေးတောက်ကြည့်ပါလားတဲ့ဆိုတာနဲ့ညီမဒီကွန်ပစ္စည်းလေးပေါ့နော်ဒီ flow လေးကိုစပြီးတော့တောက်ကြည့်ခဲ့တယ်တောက်ကြည့်ပြီးတစ်ပတ်လောက်နေတဲ့အခါကျတော့ညီမဒီခေါင်းနောက်ကကြိုက်နေတာခဏခေါင်းကြိုက်တာမျိုးတွေမဖြစ်တော့ဘူးစိတ်လည်းကြည်လာတယ်ခေါင်းလည်းကြည်လာတယ်အရင်လိုမျိုးစိတ်ခဏမတူတော့ဘူးအဲ့ဒါကြောင့်မလို့ဒီမိတ်ဆွေတို့ပြောပြချင်တာကညီမလိုမျိုးခံစားနေရတဲ့မိတ်ဆွေများရှိလို့ရှိရင်ဒီ flow လေးကိုတောက်ကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်။သမီးကအခုဆိုလို့ရှိရင် successful product တွေအများကြီးသုံးစွဲနေပါတယ်။ဒီ product တွေကမှသမီးကပြောချင်တဲ့ကုန်ပစ္စည်းတွေကတော့ဒီ foundation BB cream လေးနဲ့ဒီ makeup powder လေးပဲဖြစ်ပါတယ်ရှင်။သမီးတို့လိုမျိုးအမှုပညာလုပ်နေတဲ့သူတွေအတွက်တနေ့ကုန်ဒီလိုမီးထိုးမှန်ထိုးနေရတဲ့အခါမျိုးတွေရှိရဲတစ်ခါတလေဆိုလို့ရှိရင်နေပူထဲမှာ shooting ရှိရဲ့အတွက်မျက်နှာအစီပြန်လာမျိုး makeup တွေလိမ့်ထားတဲ့အတွက်မျက်နှာပြနှမ်းလာမျိုးဖြစ်တတ်ပါတယ် makeup အကောင်းစားတွေလည်းအများကြီးသုံးရပူပါတယ် makeup တွေကိုခုပြောင်းပြီးတော့သုံးရပူပါတယ်ဒီ successful product ကိုအမေကပထမဆုံးစပြီးတော့မိတ်ဆက်ပေးတယ်သမီးရဲ့ဒီဟာလေးကိုသုံးကြည့်ပါလားတဲ့အဲ့နဲ့သမီးစပြီးတော့ပေါ့နော် foundation လေးကိုလိမ့်ကြည့်တယ် foundation လေးကိုလိမ့်ပြီးရခါကျတော့ဒီ makeup လေးကိုလိမ့်ကြည့်တယ်အဲ့ဒီ makeup ကိုလိမ့်ထားတဲ့နေ့ကသမီးမျက်နှာအစီပြန်တာကြီးကွက်တာနောက်ပြီးတော့မျက်နှာမှာသွေးရခဏထွက်တာအဲ့လိုမျိုးလုံးဝမရှိဘဲနဲ့ဒီနေ့ကုန်ညနေရောက်တဲ့ makeup သားလေးခံနေတာကိုတွေ့ရပါတယ် makeup သားလိမ့်ထားတာကိုတနေ့ကုန်မှာပို့ပြီးတော့ကြာလာတယ်သင်ကြတယ် makeup သားပို့ပြီးတက်လာတာကိုတွေ့ရတယ်အဲ့ဒီအတွက်ကျမရဲ့တင်ငယ်ချင်းတွေကိုလည်းဒီ successful product လေးကိုသုံးကြည့်ပါလို့တိုက်တွန်းချင်ပါတယ်ရှင်ကျမအင်းစိန်လမ်းတင်လမ်းမှာလှပြင်ဆိုင်ပြင်ထားပါတယ်ကျမရဲ့လုပ်ငန်းကအညောင်းမိတဲ့အခါကျတော့ကျမမှာစကြောတက်တာတွေရှိတယ်ခြေထောက်တွေညောင်းညာကြိုက်ခဲတာတွေရှိပါတယ်ဝင်းလဲချုပ်ပါတယ်ရှင်ဝင်းချုပ်တဲ့အခါကျတော့အနံ့အသက်တွေမကောင်းတော့ကိုယုံကြည်မှုလည်းမရှိဘူးဖြစ်ပါတယ်ရှင်ဒါပေမဲ့ဆက်ဆက်မောင်းကထုတ်လုပ်တဲ့ Fighto ဥရှင်းသေးလေးကိုကျမသုံးဆွဲကြည့်တဲ့အခါမှာတော့ကျမစကြောတက်တာတွေလည်းတက်တာလာတယ်ခြေထောက်ညောင်းညာကြိုက်ခဲတာတွေလည်းတက်တာလာတယ်ဝင်းချုပ်တာတွေလည်းဝင်းမှန်လာပါတယ်ရှင်ကျမပူသဘောကျနှစ်ချိုက်တာကတော့ကျမရဲ့အသားရည်တွေအားလေးဖြီးလင်းလာပါတယ်ရှင်ပေါင်ချိန်လဲတစ်လအတွင်းမှာ10ပေါင်ထိကျသွားပါတယ်ကျမအကြောင်းဆရာမအငင်းစားတစ်ယောက်ဖြစ်ပါတယ်ကျမအသက်54နှစ်ရှိပါပြီကျမရဲ့ဒူးတွေနားလာပါပြီအဆက်တွေရောင်းပြီးကျမအိမ်ပေါ်ထက်ကိုလည်းမတက်နိုင်ပါဘူးဒီအချိန်မှာဆက်ဆက်မိုးအားထုတ်တဲ့ဒီရလေးတစ်ဘူးကိုတောက်လိုက်တော့ကျမယောဂတက်တာသွားပါတယ်နောက်ထပ်2ဘူးတောက်လိုက်တဲ့အချိန်3ဘူးမြောက်တဲ့အချိန်မှာကျမရဲ့ဒူးနာတဲ့ဝေဒနာတွေလုံးဝပျောက်ကင်းသွားပါတယ်ကျွန်တော်ဒီကုမ္ပဏီကိုစတည်လာတော့ roll လေးကြောင့်စတည်လာပါအရင်ကကျွန်တော်ဂျိုင်းချွေးနဲ့အရန်ဆိုးတယ်ချွေးနဲ့အရန်ထွက်တယ်အဲ့တော့ကိုယုံကြည်မှုမရှိဖြစ်ခဲ့တယ်ဒါပေမဲ့ဒီ